သာသနာပုညဝန္တတပုညဝန္တဝလဘယိနဗ္ဗပုညံကရဟစီပက္ကနိတောမဝိတ္တယပုညဝန္တဝရှိဘုံရှိကံကုသိုလ်ကောင်းမှုတရားတွေရှိရသောပုဂ္ဂိုလ်တို့သာလျှင်သာသနာအံ့ဖွယ်ရှိပြသာသနာတော်မြတ်ကြီးကိုသာသနာဗုဒ္ဓရှင်တော်မြတ်ဘုရားဟောပေါ်ညွှန်ပြအပ်သောအဆုံးအမတရားတော်မြတ်ကိုပြည့်စုံဓမ္မိနာဆွမ်းသင်္ကန်းကြောင့်စေပြည့်စည်လေပါဖြင့်တော်၎င်းဓမ္မိနာတရားတော်မြတ်ကိုနာယူမတ္တသုံးသဆင်ញင်ပွားများအားထုတ်ခြင်းဖြင့်၎င်းပက္ကနိတောရှိညောင်ထောက်ပံ့ပူဇော်ခြင်းကကံလနှုတ်ကိုရကြသည်သာလျင်သည်ပထမအပိုက်ဘုရားကစေတယဟန်တို့လောကမှာအတိတ်ဘဝပေါင်းမြောင်များစွာတို့ကဖြစ်ကျင်လာခဲ့တဲ့ကုသိုလ်ပါရမီတန်ပါရရှိတဲ့ပုဂ္ဂိုလ်တွေဟာငါဘုရားရဲ့သာနာတော်မြတ်မှာတွေ့တယ်ငါဘုရားဆုံးမဖြစ်တဲ့သာသနာတော်မြတ်ကြီးမှာဖြင့်ရှိကုသိုလ်ကံစီမံဖန်တီးဘုံကံကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီးတော့ရတဲ့ရထိုက်သောသာသနာအမွေဓမ္မအမွေနှစ်ပါးတို့ကိုခံရခွင့်ရသည်ဒီနေ့မိဘနှစ်ပါးရဲ့အရေးအဝါဒကိုခိုလုံးပြီးတော့သာသမီတွေကလည်းမိဘနှစ်ပါးကရန်တကာယာမတွေဖြစ်ဘုရားတကာဘုရားမတွေဖြစ်ကျောင်းတကာကျောင်းမတွေဟိုသာသနာမှာမြင့်မြတ်တဲ့ကုသိုလ်ကောင်းမှုတရားတွေပြုခွင့်ရရှိထားကြပြီတကယ်တော့မိမိတို့ကလည်းမိဘရဲ့အရေးကိုခိုလုံးပြီးတော့မိဘများပြုလို့အလိုရှိတဲ့ကောင်းမှုတရားတွေကိုအမွေလေးတွေကိုအမြဲတမ်းပေးနေလောကီအမွေတွေမဟုတ်ဘဲနဲ့လောကုတ္တရာအမွေလောကီအမွေဆိုတာကတဘဝတခဏတနတ်စာအတွက်ပါတခဏလေးအတွက်တဘဝတခဏလေးအတွက်လောကီပစ္စည်းတွေဥစ္စာဆိုတာကလောကုတ္တရာဆိုတဲ့ဒီအမွေတွေကတန်ត្រာတစ်ချောင်းလုံးအတွင်းတန်ត្រာတစ်ချောင်းလုံးတဲ့ဒီအမွေကိုပုံစံပြပြီးတော့သာသမီတွေကိုဘိနောဒါနဘဂရင်ဒီကကြီးဩနေကပုံစံပြနေတယ်ကိုလင်းတို့ဖွဲ့ကိုလင်းကလက်မှန်ချပြီးနေတယ်ငိုက်မနေနဲ့အောင်ကုသိုလ်ကောင်းမှုတရားတွေတို့ရဲ့မိဘများဟာတို့အတွက်ဘာလို့ပြီးနေကြလဲဒါလေးတွေအာယုတ်ကစံပြကုသိုလ်ရှင်သူ့လိုဖြစ်စေခြင်းတဲ့ဘယ်လိုတရားကြီးဒီကမကြီးတွေဟာစံပြကုသိုလ်ရှင်ဖြစ်နေမမယတ္တိကဆောင်ရွက်ပေးနေတယ်ဒီနေ့ရှိလောကတ္တမဘုရားရှင်တို့လက်ထက်တော်ကမိမိရဲ့သားဖျားကိုညာတော်တဲ့ပြင်ပြီးတော့တရားဝဲကြီးဆင်နွယ်ပြီးတော့ပြုလုပ်ပြီးတကယ်တော့ထိုနည်းတူစွာဒီနေ့တရားအလို့ကိုမိမိအိမ်ချမ်းဝင်ထဲမှာမန္တကြီးဆောင်ပြီးတော့ကိုယ့်ရဲ့မိသားစုတွေသာသမီတွေဆွေတွေမျိုးတွေဘဝအနန္တရကပစ္စည်းဆက်ပါတဲ့ပုဂ္ဂိုလ်တွေတရားအသီးတွေနာယူနိုင်ပါစေတော့ကုသိုလ်ဓာတ်ကလေးတွေနှလုံးသားထဲမှာဖြစ်နိုင်ပါစေဆိုတဲ့သရဏတရားကိုရင်ဝယ်ပိုက်ပြီးတော့အမတ္တဌာနတရားအလိုပေးလူနေတယ်
ပြောခဲ့ပြီခဏလေးကပုံညဝန္တာပုံညတရာလီဘုံကလားပုံညဘုံကံဘုံကြည်ရင်းပြီးဘုံရှေ့ဘုံရှေ့ကံရှိတယ်ဘုံကပုံညသာကုသိုလ်အဲ့ဒီကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကုသိုလ်တရားတွေကိုဆောင်ရွက်ပြီးတော့ဒီနေ့တပည့်လေးနဲ့ကာမောင်ရင်းနဲ့တပည့်လေးကဘုံဗျာတန်ត្រာကြောက်ဖို့ကောင်းတယ်ဗျာနော်ဟုတ်တယ်ကွာရရှိတဲ့ဘဝလေးမှာမင်းတို့တမက်တဖိုးလောက်ရအောင်တော့ကျင့်ထားရမယ်မမဗျာတပည့်ရလေခဏခဏနောက်တစ်ခေါက်လေတပည့်တော့ယဟန်လို့ဖို့စဉ်းစားနေသေးတယ်သုံးလပတ်ယဟန်လို့ဖို့စဉ်းစားနေသေးတယ်အေးမင်းအဲ့ဒါတရားတွေသိကောင်းတယ်ကုသိုလ်တွေအနည်းဆုံးလလလလတရာတရားရှိကျမ်းမာတဲ့အခါကာလမှာဒီကုသိုလ်ကောင်းမှုတွေပြုလုပ်ထားဘဝမှာငါသည်အပယ်လေးကိုမရောက်တော့ဘူးလို့ကြွတင်လက်မှတ်ရအောင်ဆိုရထားဆရာတပည့်မျိုးကာမောင်ကာလာကြီးနဲ့တိုင်ပင်ပြီးလာတယ်ဆွေးနွေးပြီးတော့နော်ဒီသက်ဒီရွယ်လေးတွေဟာပင်ကိုညာပင်ကိုတရားတရားတွေရှိတယ်စေကောင်းစေနာကောင်းရှိတဲ့မိကောင်းဖခင်သားသမီးတွေမိဘများရဲ့မေတ္တာရိပ်ရဲ့ဖိုးဖွားရဲ့မေတ္တာရိပ်ဆင်မျိုးများရဲ့မေတ္တာရိပ်ကိုလုံးပဲသို့လို့တရားတရားလေးတွေပင်ကိုပရိသတ်တွေမျိုးစည်းတွေကောင်းခဲကြတဲ့ပုဂ္ဂိုလ်ကုသိုလ်လေးတွေပွားများဖို့စိတ်လေးတွေကူးနေကြကုသိုလ်ပွားများဖို့စိတ်ကိုကူးနေဖိုးဖွားတွေကိုယ့်ရဲ့မိဘတွေရဲ့ရှိကပုံစံပြနေတာလေးကိုအလိုလိုနောက်ကအရေးကလေးတွေလက်ကြည့်လိုက်အာယုံလေးရှိနေကြဒါကြောင့်ဘုရားကဂောနိစေတရမာနနာဥဇုံကိစ္စတိကပုံဝောသဗ္ဗကာဝေဥဇုံယံတိနေတိဥဇုံကစေတတိဘုရားရှင်ဥပမာလေးတစ်ခုပြောပြအကျင့်ပုဂ္ဂိုလ်မှာဥမာနွားတော်ဥဒ္ဓဘာရှိနွားအုပ်ကြီးတို့ကရှိကနွားတော်ဥဒ္ဓဘာအကြီးကဲနွားကြီးရှိကဖြောင်းဖြောင်းမတ်မတ်သွားလိုက်ပြီးရှိတော့နောက်ကနွားတွေကဖြောင်းမတ်ပြီးလိုက်ကြတယ်ရှိကနွားကြီးဟာကွေ့ကောက်သွားသည်ရှိတော့နောက်ကနွားမှန်တယ်များတယ်အကွေ့ကောက်လိုက်တယ်ဒုနည်းသူကဒီနေ့တို့ညီကောင်မောင်နှမတွေမိသားစုတွေတို့ဒီလိုသာသနာမှာတွေ့ရစာရင်တောင်းရင်နဲ့ပတ်သက်ဘာမှပူပင်တော့ခါမရှိဘဝတမ္ပတိဘောဂတမ္ပတိပြည့်စုံတယ်အဲ့ဒါမှနိဗ္ဗာန်တမ္ပတ္တိတရားလေးတို့တယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းတရားလေးတွေစရဏသွန်အားလေးတွေကိုတို့တဏ္ဍာမှာရှိဖို့လိုတယ်အဲ့ဒီစရဏဆိုတဲ့ကိုကျင့်တရားလေးမကောင်းတဲ့အကုသိုလ်တရားတွေကိုရှောင်ရှားတတ်ဖို့ကောင်းတာမှန်သမျှတွေအားလုံးပြုလုပ်ဖို့မကောင်းတာတွေပါပဲဒုစရိုက်အလုပ်ကာယကံဒုစရိုက်ဝစီကံဒုစရိုက်မနောကံဒုစရိုက်ဒုဆိုတာမကောင်းစရိုက်ဆိုတာအကျင့်မကောင်းသောအကျင့်လေးတွေကိုဝေဝေကဆောင်ရှားရမယ်တဲ့။ဘာကြောင့်လဲဘဝဆိုတာကြိုတင်ပြီးတော့
ပြင်ဆင်ထားပါမှဒါလည်းနောက်ဆုံးသိမြင်နဲ့ရင်ဆိုင်လာတဲ့နေ့မှာပြုံးပြီးတော့သိမြင်ရင်ငါမှကုသိုလ်ရှိပါတယ်ဟာဒါနကုသိုလ်နဲ့ပတ်သက်ပြီးကြည့်လိုက်စမ်းအပြည့်ဆုံးသီလကုသိုလ်နဲ့ပတ်သက်ပြီးတော့၅ပါးပြင်းစလီခါဝပသုကဲ့သို့မြဲမြံမကျိုးမပေါက်မပြောက်မကြားသောသီလတရားတွေရှိသမာဓိအသိနည်းကြီးသိခွင့်ရပြီးဝိပဿနာဆိုတဲ့ဤယုတ်ဤနာဤခန္ဓာကိုယ်ကြီးရဲ့အနိစ္စလက္ခဏာဉာဏ်လေးတွေသဘောပေါက်လာတယ်။ဩဤယုတ်ခန္ဓာ၅ပါးယုတ်နာဓမ္မသင်္ခါရတရားတွေဘာတစ်ခုမှငြင်းညံခြင်းမရှိပဲကိုနဲ့ရွယ်တို့ကိုအောင်ကြီးတို့တည်ဖို့မြည်ညာခဲ့ပြီကိုတဲ့ငယ်တဲ့ပုဂ္ဂိုလ်တွေရောကြီးတဲ့ပုဂ္ဂိုလ်တွေရောရွယ်တို့ပုဂ္ဂိုလ်တွေလည်းပဲကြက်ဖြည်းဖြည်းသွားကုန်ကြပြီငါတို့လည်းပဲတနေ့ပဲဒီလိုပဲသွားရမှာပါလားဒါပြီမိမိကိုယ်ကိုမိမိဆင်ခြင်နေရမယ်အလုပ်ကြီးဘုရားရှင်ကသုဒ္ဓံတခုဘာပြောလဲဆိုတော့ဇာတိဓမ္မောသမ္မာနောဇာတိဓမ္မာယဝပရိယေတတိဒါပရိယေတနာသုတ်ဇရာဓမ္မောသမ္မာနောဇရာဓမ္မာယဝပရိယေတတိမရဏဓမ္မောသမ္မာနောမရဏဓမ္မာယဝပရိယေတတိသံဃိတာဓမ္မောသမ္မာနောသံဃိတာဓမ္မံပိဝပရိယေတတိယဟန်တို့အကျင့်ပုဂ္ဂိုလ်ဟာခန္ဓာကိုယ်ပရိသန်နေနေထားတဲ့ခန္ဓာရှိပါလေကဲနဲ့နောက်ထပ်တပံပရိသန်နေရတဲ့ကံတွေကိုကြိုးစားပြီးခြာဖွေနေကြတဲ့ပုဂ္ဂိုလ်ရှိတယ်ခန္ဓာကိုယ်ကြီးကကိုနေရတဲ့ဘဝခန္ဓာကိုရရှိထားပါလေကဲနဲ့နောက်တဲ့တပံကိုရတဲ့ဘဝကိုခြာဖွေနေကြတဲ့ပုဂ္ဂိုလ်တွေနာကျင်ကြိုက်တဲ့ယောဂဝေဒနာမြောင်များစွာတို့ဖြင့်ပြည့်ပြီးနေတဲ့ခန္ဓာကိုယ်ရရှိနေပါလျက်တဲ့နောက်တဲ့တပံနာကျင်ကြိုက်တဲ့ယောဂတွေဆွဲတဲ့ဘဝကိုတောင်းတနေတဲ့ပုဂ္ဂိုလ်ရှိနေတယ်။သိရတဲ့ခန္ဓာကိုယ်ကြီးရရှိနေပါလေနောက်တဲ့တပံသိခန္ဓာကိုယ်ကြီးကိုဆူတောင်းပြီးတော့ဘဝကိုသိမဲ့ခန္ဓာကိုယ်ကြီးတွေကိုရအောင်လုပ်နေတဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့။တန်ကိလေသာဓမ္မပူလောင်စေတဲ့သိစက်တွေအပ်သောကိလေသာတရားတွေရှိပါလေနောက်တဲ့တာပူလောင်စေတဲ့နှိစ္စစေအပ်သောတရားတွေခြာနေကြတယ်။ဘာဖြစ်လို့ခြာနေသလဲ။ဘယ်သို့လက်သာမွေးနေထို့လဲအဝိဇ္ဇာအဲ့လိုပြောတယ်။အဝိဇ္ဇာဆိုတဲ့အမှောင်ကြီးကစိတ်မှသွမ်းမှုလိုက်အဝိဇ္ဇာဤဟူသောမောဟအမှောင်တုကြီးကစိတ်တစ်ခုလုံးကိုသွမ်းမှုလိုက်တဲ့ခဏလေးမှာဘုရားမသိတရားမသိသံဃာမသိအမေဖေမသိညီကောင်မောင်နှမမသိသွမ်းမှုသွားပြီအဲ့ဒီအဝိဇ္ဇာရဲ့တတ္တိတို့ကြောင့်တတ္တဝသင်္ခါရတရားတို့မကောင်းတာမှန်တယ်မြတ်တွေပြုလုပ်တတ်တယ်ကောင်းတာမှန်တယ်မြတ်တွေမေးလျော့နေတတ်တယ်နော်တရားမလို့ဘုန်းကြီးတို့တရားဓမ္မအများသဏ္ဍာန်ထဲမှာဒီနေ့ကောင်းတာဒီမှန်တယ်များတွေကိုတို့ဒီပြီးမလုပ်နေရပြင်ဆင်နေရမယ်နေရာတကာဘာကဥဆောင်ပါလိစိတ်ဘယ်သူဥဆောင်လဲနေရာတိုင်းမှာဘယ်သူဥဆောင်ပါလိစိတ်ပါကောင်းအောင်လုပ်ထားလဲစိတ်မကောင်းအောင်လုပ်ထားလဲစိတ်ပြင်းတာလဲစိတ်မပြင်းတာလဲစိတ်ကောင်းသောအာယုံမှာမွေးကြော်ခြင်းတာလဲစိတ်မကောင်းသောအာယုံမှာမွေးကြော်နေတာလဲစိတ်ဟုတ်တယ်နော်စိတ်တွေနဲ့နိယတိလောကောဘုရားကလောကမှာစိတ်ကဆောင်တယ်တဲ့ဘုရားကမြင်နေကြတော့တတ္တဝါမှန်တယ်အနန္တတို့ဒီဘယ်သူကဆောင်ပါလိစိတ်ကဆောင်တယ်တဲ့အဲ့ဒီစိတ်ကြောင့်လည်းပဲတဲ့မကောင်းသောဒုက္ခရိဘွားကိုလောက်တာလေစိတ်ကြောင့်လေနော်ငရဲတိရစ္ဆာန်ပြိတ္တာအတုရကတိဟူသောအပယ်လေးပုံရောက်ရတာလည်းပဲဘယ်သူကြောင့်ပါလိ
စိတ်ကြောင့်တဲ့30ပုံကိုလင်နေရတာလည်းပဲစိတ်ပဲမဉ္ဇဉ်ဘုံဉဏ်နိဗ္ဗာန်ချမ်းသာကိုရရှိသွားတာကလည်းပဲစိတ်ဟုတ်တယ်နော်ဒါဆိုရင်အပယ်လေးပုံရောက်တာဘာစိတ်ကြောင့်လဲလို့မြင်ရင်အကုသိုလ်စိတ်မစိတ်တယ်အကုသိုလ်မင်းမြဲသောစိတ်လို့ခေါ်တယ်သူဘုရားရှင်ကကံဏလို့ခေါ်တယ်ကံဏဆိုတာမင်းမြဲတယ်အဲ့ဒီကံဏသုံးဆိုတာတခုရှိသေးတယ်မဟာကံဏသုံးဆိုတာရှိသေးတယ်အဲ့ဒါကတော့ကံဏဇတ်တော်အဲ့ဒီကံဏဇတ်တော်ထဲမှာရှိလျရတဲ့အဲ့ဒီဇတ်တော်ကကတ္တဗသာသနာမြတ်စွာဘုရားရှင်သာသနာနောက်ွယ်နံပါတ်1သာသနာဝန္ဒန်ဒီအကျင့်စာရိတ္တတွေပစ္စည်းဘိက္ခုနီမတွေကျင့်စာရိတ္တတွေပစ္စည်းတိုက်ပြီးအုပ်ချုပ်တဲ့ပုဂ္ဂိုလ်အကျင့်စာရိတ္တတွေပစ္စည်းအားလုံးဒီပစ္စည်းကုန်ပြီးတော့ဒီရက်ကတရားမင်းကြီးတွေမုတ်ဆိုးကဲ့သို့ဖန်ဆင်းပြီးသပိန်၅လုံးဆန်ထုံ၅ထုံထုံးပြီးတော့မာတလိနတ်သားကိုဖွင့်လက်ကြီးပုံတရဖန်ဆင်းပြီးလွတ်ပြီးလာပြီးရှောင်းနှံ့ရတယ်လွတ်ပြီးလာပြီးတော့ဘယင်ကိုကိုယ်တိုင်လာပြီးရှောင်းနှံ့သာရိတ္တတွေပြည့်စည်တဲ့ဘယင်ကိုရှောင်းနှံ့တော့ဘယင်ဟာချစ်ချစ်ကြောက်လန့်တုန်လှုပ်ပြီးတော့မကောင်းတာတွေမလုပ်တော့ဘယင်တို့တွေကမကောင်းတာမလုပ်ဘူးဆိုကောင်းတာလုပ်လိုက်တဲ့ခါကျတော့ယဟန်တော်တွေကောင်းတာကြီးလုပ်လာနောက်ဆုံးအာလုံးပုဂ္ဂိုလ်တွေကောင်းတာလုပ်တယ်မကောင်းမှုကိုပြုလုပ်တဲ့သေသေးတွေတောက်သုံးတဲ့ပုဂ္ဂိုလ်တွေကလည်းပဲသေသေးတွေမတောက်သုံးတော့ဘူးဘယင်ကိုယ်တိုင်ကတောက်သုံးတဲ့ပုဂ္ဂိုလ်ချစ်ချင်းတက်ဖြတ်စီအဲ့ဒါလားဒီကိုသိမိပြီးဘင်ကိုယ်တော်တွေကဘာဖြစ်လို့တော့တရားမင်းကလာရောက်ပြီးတော့ဆောင်းဆောက်ပေးတယ်လောကပါဠဟိရိဩတ္တပဆိုတဲ့ဟိရိဆိုတာမကောင်းမှုအကုသိုလ်တွေပြုလို့ရမှာကိုကြောက်တယ်ဩတ္တပချစ်ဟိရိဩတ္တပဆိုတာမကောင်းမှုအကုသိုလ်ပြုလို့ရမှာကိုရှစ်လဲရှစ်တယ်ကြောက်လဲကြောက်တယ်မကောင်းတဲ့မန္တညတ်တွေကိုတိုးတဲ့တရားမှာဒုစခိုးရမှာသုဘသံမြတ်နဲ့ပြမရမှာဘုဒ္ဓသုံးရမှာဘိမ့်ဘက်ကစောလောစာအေးသောက်သုံးရမှာကြောက်တယ်ရှစ်ကြောက်တယ်အဲ့ဒါဟိတောအတ္တပနှစ်ပါးသည်လောကပါဠတရားနှစ်ပါးလို့ခေါ်တယ်လောကကိုဒီနှစ်ပါးကဆောင်းဆောက်ဟိတိဩတ္တပမရှိတော့ဘူးလို့ဆိုရင်လောကကြီးပြည့်စည်တယ်ဒါမြတ်စွာဘုရားကလောကကိုစောင့်ရှောက်ခြင်းတရားနှစ်ပါးလို့ပြောပါတယ်ဒီနေ့လောကမှာလူတွေဒီဟိရိဩတ္တပတရားနှစ်ပါးရှိရင်ချောင်းကျင်ထားလို့ရှိလောကကြီးသိပြီးတော့ကောင်းစားသွားမယ်မကောင်းတာမှန်တဲ့ညတွေကိုရှက်လည်းမရှက်ကြောက်လည်းမကြောက်ဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာလောကကြီးပစ္စည်းလိမ့်မယ်လောကပစ္စည်းရခြင်းဒီဟိရိဩတ္တပနှစ်ပါးပဲဒါကြောင့်မလို့ဒီနေ့တရားတော်နာရောက်ရှိလာကြကုန်သောမိဘညီကိုမမမိသားစုတို့အားလုံးသဘောထားပြီးတော့ဘုရားရှင်မိန့်တော်မူခဲ့တဲ့ဟိရိဩတ္တပတရားတွေရာရာတိုင်းမှာရှိပါသည်မကောင်းတဲ့အကုသိုလ်အလုံးမှန်တဲ့ညတွေကိုပြုလို့ရမှာတောင်းလဲကြောက်ပေးပါရှင်းလဲရှင်းပေးပါဘာကြောင့်လဲဘဝဆိုတာတက်တန်းတူတယ်နော်တက်တန်းတူတူလေးပါဉာဏ်မကြခင်မှာအားလုံးလမ်းခွဲသွားကြရမှာဘယ်တော့မှရှိပါတယ်ကျင်နာပါတယ်တွေ့တာပါတယ်မျက်နှိုးပါတယ်လို့ခြာမအယုမရှိတိုင်းဘယ်လိုပြောတင်းကြီးမှာအားလုံးလမ်းခွဲသွားကြရမှာပါဘယ်တော့မှပစ္စည်းဥစ္စာတွေချမ်းသာရာထုတွေဘယ်တော့ကြီးမားဂုဏ်တွေဒနာနဲ့အဆင်းတွေဘယ်တော့လှလှတန်ကုန်တဲ့နေ့မှာလက်တွဲချုပ်ပြီးတော့သိမင်းထံမှာအနံ့ရမှာပါ
ကိုနောက်ကယူသွားလို့ရတာကကိုတစ်သက်လုံးကြိုးစားခဲ့တဲ့ကုသိုလ်ကံနဲ့အကုသိုလ်ကံဒါပဲရှိတယ်ကိုလို့တဲ့အကုသိုလ်ကံဒီကိုနောက်ကအရေးပမာကဲ့သို့အကြောင်းကျညီရတဲ့ဘဝတိုင်းမှာအကျိုးပေးသွားလိမ့်မယ်ကိုလို့တဲ့ကုသိုလ်ကံကြီးဟာအကြောင်းညီညွတ်တဲ့မှာအကျိုးပေးခံရလိမ့်ကောင်းကျိုးတွေပေးလိမ့်မယ်ကောင်းကျိုးပေးမှနဲ့မကောင်းကျိုးပေးမှလမ်းနှစ်သွယ်ရှိကြက်ရရွေးချယ်လမ်းနှစ်သွယ်တဲ့ဘုန်းကြီးတို့ဟောဘူးခဲ့ဒီတော့ဘုန်းကြီးတို့ကတော့ကိုယ်လည်းအမြဲတမ်းပြင်ပေးထားတယ်ငါမကောင်းတာမှလည်းဘာမှမလုပ်မကောင်းတာမှန်တယ်ညတွေဖယားမကြက်တရားနဲ့တန်ခါမိပါတယ်မင်းအဲ့လိုဘာမလုပ်ကောင်းတာမှန်တယ်အကုန်လုံးမယ်ကုသိုလ်မှန်တယ်ညတွေအောင်းလို့သွားမယ်ဘာကြောင့်လဲအချိန်ကကံဖို့ရှိတဲ့အချိန်လေးအတိတ်ကကုသိုလ်ကံကပံ့ပိုးပေးလိုက်တဲ့အတွက်ဒါကြောင့်ဘွားကောင်ရရှိတာကုသိုလ်ကံတရားကပံ့ပိုးပေးထားတော့ဒီဘဝလေးကိုဒီစိတ်ကလေးကိုအစဆင်ဖို့လိုရတယ်ဒါနကုသိုလ်နဲ့အလှဆင်သီလကုသိုလ်နဲ့အလှဆင်ဝိပဿနာဘာဝနာတရားတွေပွားများခြင်းနဲ့အလှဆင်မယ်ဆိုလို့ရှိရင်ဘဝဟာသိပြီးတော့အညီလဲလှလို့အသေးလဲလှရမှာပါအညီလှမှအသေးလှတယ်နော်အညီမလှရင်အသေးမလှဘူးနော်အညီကောင်းမှအသေးကောင်းပါလေအညီမြင့်မြတ်ရင်အသေးမြင့်မြတ်တယ်စိတ်ပိုင်းဆိုင်ရာမြင့်မြတ်သောစိတ်ကလေးတွေအမြဲတမ်းကူထားရသူတော်ကောင်းစိတ်တွေဘုရားရှိခိုးမှတရားတော်မြတ်တို့ကိုလိုက်နာကျင့်သုံးထားတဲ့ပုဂ္ဂိုလ်မှန်တယ်များတို့ယဟန်မဲ့ဖြစ်တဲ့ဒီဘက်ဒီပုဂ္ဂိုလ်မဆိုလှတယ်နှလုံးသားလှသွားတယ်တဘဝတဏ္ဍစာလေးအတွက်ကိုမနေပါနဲ့တဘဝတဏ္ဍစာလေးကသူ့ဟာသူတက်တန်းကုန်လို့ရှိသွားကြမှာအသက်ကြီးအသက်ငယ်ငယ်တက်တန်းကုန်ရင်သွားကြရမှာတရက်ကလေးတော့တိုးနေခြင်းပါတယ်ဆိုမရတော့တလားလေးတော့တိုးနေခွင့်ပြုပါမရတော့ကုန်ခဲ့တဲ့နံပါတ်ကျော်တော့ကဘုန်းကြီးကောတောင်မှာတရားစခန်းဖွင့်တယ်တပည့်မလေးတယောက်ကလှမ်းပြီးတော့ဖုံးဆက်တယ်ဖုံးပဲနေပြန်ကြပါ့မလားအေး30ရက်နေရောက်မယ်ဘုန်းဘုရားတပည့်တော်ဖေလုံးဝအချိန်မကောင်းတော့ဘူးအသက်ကင်ဆာဖြစ်နေလို့ပါဗျာအသက်ကင်ဆာလို့တော့ပထမမသိပါဘူးတဲ့ဆရာဝန်တွေသွားပြတဲ့အခါမှာ TV ဆိုပြီးတော့ဗျာဆေးတွေ TV ဆေးတွေကျွေးလိုက်တာ TV ဆေးတွေကျွေးနေလုံးဝမထနိုင်ဘူးဆရာဝန်ဆေးရုံကြီးလည်းရောက်တော့ပြန်ဆက်လိုက်တဲ့အခါမှာကင်ဆာဖြစ်နေတယ်ဆရာဝန်တွေကစိတ်မကောင်းဖြစ်တယ်အဲ့ဒီချိန်မှာဘုန်းကြီးလမ်းဆက်တယ်ဘုရားတဲ့ဘုန်းတပည့်တော်ဖေကဘုန်းကိုဖူးခြင်းလို့ဘုန်းကိုသင်္ကန်းကြီးဝယ်ထားတယ်လူပဲပစ္စည်းတွေစုထားတယ်ဘုန်းရောက်လို့ရှိစုဖို့ဆရာဝန်တွေကိုလည်းပြောထားတယ်ဆရာမတို့ဆရာဝန်တို့ရဲ့ကျွန်တော်တရက်နေ့ထိအောင်တရက်နေ့လို့နေလို့ရအောင်ကျွန်ုပ်ကိုစောင့်ရှောက်ပေးကြပါဗျာလို့လက်အုပ်ရှိပြီးတောင်းပါလေတန်တရားဘယ်လောက်ဆိုတဲ့အသက်က63နှစ်ဘုန်းကြီးတို့ကောတောင်ကရန်ကုန်ရောက်တဲ့နေ့မနေ့ပိုင်းမှာဘုန်းကြီးတို့ကညနေမှရောက်တယ်မနေ့ပိုင်း4 နာရီမှာတားမရပဲဒီဘက်ဝင်နေဆရာဝန်လေးစီဝဲစီ9 လုံးထိုးပေးလိုက်တယ်ကဲအသက်ကဲစီလုံးဝမရှိနိုင်ဘူးအဲ့ဒီချိန်မှာသူပါပြောတဲ့တော့10 မိနစ်လောက်တွင်းမှာငါမရတော့ဘူးသူ့မိမပြောတယ်ငါဆရာတော့မဖူးရတော့ဘူးတိုးတော့တရားလေးတော့ဖွင့်ပေးပါဘုန်းကြီးတရားလေးကိုနားပြီးတော့ငါ့ကိုဒီငါအလူရပစ္စည်းတွေကိုဆရာတော်ကိုရောက်အောင်လှူပေးပါတင်းနေစောတော်ကြီးပင့်ပေးပါ30တင်းနေရောက်ရင်လည်းညနေပင့်မရောက်နိုင်ဘူးဆိုတင်းနေစောတော်ပင့်ပေးပါအဲ့ဒါပြောရင်လည်းတရားနာပြီးတော့
ခဏလေးပဲတဲ့တရားနာရီနဲ့ပတ်မှုတည်ဝတည်တော့မြင်သာလေးတည်တော့ချဆရာဝန်တွေဆရာမတွေဝိုင်းငိုကြတယ်ဝိုင်းပြီးငိုကြတယ်ဆိုတာကဒီလောက်တွေပြုလုပ်ရင်တကက်သူတို့တွေးကြည့်နေဝိုင်းပြီးပြုလုပ်ရင်ညာသွားတယ်တရားခိတောင်နေခွင့်မပေးနိုင်တော့ဘူးဘာတရားကစီမံလိုက်တာလဲကံတရားဟုတ်တယ်နော်ဘာတရားလဲလောကမှာအဘိတတတတဝါတို့ကံသာမိပါချီကုန်ကြ၏ကံကစေရာစီမံရကိုကိုယ်သာစိန်လိုက်အမြဲလိုက်လည်းရဲ့ကံမိုက်လည်းမောင်းကံသာပြောင်း၍ကံပြောင်းလျင်နှင့်ကံနဲ့တွင်ကံမင်းပြုရဖြစ်ရပါပေါ့ကံကဘယ်ဟဘဲကဖြစ်ကုန်ကြကိုတွေးဆသောအခါကံပြုရသည်ကိုယ်သာပြုတဲ့အမှုတော်ကိုပြုတဲ့ကံတွေပဲကံဆိုတာကိုယ်လုပ်တာတွေပဲကောင်းတဲ့ကံလည်းကိုယ်လုပ်ခဲ့တယ်မကောင်းတဲ့ကံလည်းကိုယ်လုပ်ခဲ့တာပဲကံကပေါင်ကြမှောင်လိုက်ပြီလို့လောကကြီးအမှောင်ကံမက်လင်မောကံပြောင်းလျင်တဲ့ကံအကျိုးပေးထားတဲ့ကံတော်လင်းဒီနေ့ဘယ်တော့ရန်တကာကြီးတရားယူအောင်လဲဟောနိုင်ငံခြားမှာသွားပြီဘယ်တော့မှသိမယ်ဆိုပြီးတော့သူတို့ကဆုံးဖြတ်ချပြီးတော့ပြန်လာခဲ့ဒါပေမဲ့ကံကောင်းတယ်ကုသိုလ်ကံလေးတွေတာနာပြုထားတဲ့ကုသိုလ်ကောင်းမှုတွေရှိတယ်တခါကြီးကုသိုလ်တွေထပ်ဆင့်ပြုလုပ်ခွင့်ရနေတယ်ကံတရားဆိုတာအောစရာသိကောင်းတယ်နော်ဘုရားရှင်ပို့တစ်ချိန်လုံးကဘုရားအလောင်းတစ်ခုဒီဃာဟုသတို့သားတယောက်ဆိုတာရှိခဲ့သူ့ကိုဘယ်ဆရာရဲ့တက္ကသိုလ်ဆရာကြီးပြည်သာဘာမောကဆရာကြီးကတွေ့လိုက်တဲ့အခါမှာတပတ်အတွင်းမှာသူတည်မယ်အတွက်ရှိနေပြီသားဖြစ်သူ့စီမှာမသိခြင်းဘူးသူကချမ်းသာကြွယ်ဝတဲ့သားဆိုတော့နောက်တစ်ပတ်အိမ်ကိုခဏပြန်လိုက်ဦးမင်း10ရက်ပြည့်မှပြန်လာခဲ့ပါသူနာမသိသူမိဘတွေလည်းတဲ့အိမ်ချိန်မှအတော်တည်ပြီးဆိုပြီးတော့ထွက်လာသူကလည်းကလမ်းတစ်ချောင်းမှာဘာလို့တလဲဆိုတော့နေရာပြီကိုဒီလိုနေရာပြီချင်းတန်းတော်ကြီးနဲ့ရေအိုင်လေးတွေမှာငါးတွေကသေဖို့ကြံနေအဲ့ဒီရေအိုင်နဲ့ငါးတွေသေဖို့ကြံနေတဲ့ရေအိုင်တွေကငါးလေးတွေသွားပြီးထွက်လိုက်ဒီစတဲ့ကံကြီးတွေမှာသွားပြီးထွက်တယ်ခဏထွက်ခဲ့ကံတရားဟာကံကိုကံနဲ့ဆင်းခဲ့တာဆယ်ရည်ပြီးလို့ပြန်ပြီးတော့သွားတဲ့ကောင်သီတာပါမောကဆယ်ရည်ဟာမင်းမတည်သေးဘူးလားဆရာကြီးဘာဖြစ်လို့တရားမှာလဲကျွန်တော်သူ့ကိုအားလုံးတပည့်တွေအားလုံးတွေ့ချင်တဲ့ကအကုန်လုံးတည်မဲ့ကံစားတာမရှိတော့မင်းလမ်းမှာဘာလို့သွားတယ်လဲကျွန်တော်ဟောတယ်လို့ငါးအချင်းထွက်ခဲ့ပါလေရေခမ်းတဲ့ငါးလေးကိုယူပြီးတော့ရေရှိတဲ့ရေမြန်မာရှိတဲ့နေရာထွက်ခဲ့ပါလေဩကံတရားလောကမှာကံတရားဆိုတာဟာဘယ်ရင်နဲ့တွေ့လို့မရဘူးဘယ်ရင်ဆရာတွေကပြီးမဲ့ဆိုရင်ညာတော့လဲကံရှိတဲ့ပုဂ္ဂိုလ်ဘယ်တော့မသိဘူးနော်တချင်လုံးကသေလင်္ကာနိုင်ငံမှာဝတ္တပမင်းဆိုတာရှိခဲ့တယ်ပုံနှသူတယောက်ကအနာကမင်းဒီပုံနာငါနမ်းသက်ဘယ်လောက်ရှိမလဲကွာမင်းကြီးနမ်းသက်နှစ်ပဲရှိတယ်ဟုတ်လားကဲဟုတ်တယ်မိဒီပုဂ္ဂိုလ်မပြောနဲ့မင်းရော့တပြားပေးခဲ့မယ်ယဟန္တာမထေရကြီးတွေပေါင်းပြီး၆ခါရှင်ဘုရားတို့ဒီတော်ဟာသာသနာမှာကုသိုလ်ကောင်းမှုတွေရှင်ဘုရားတို့လည်းတွဲပြီးကုသိုလ်တွေပြုလုပ်ရှိလိုပါလေဗျာဒီတော်အရှင်ဘုရားများကဲ့သို့သာသနာတော်မြတ်ကြီးကိုပြည့်စည်အောင်ကဒါယကာဖြစ်နေဆောင်ရွက်လိုပါလေဒီတော်သက်တမ်းရှိနေရအောင်ဘာမြန်လုပ်ရပါမလဲဗျာယဟန္တာမထေရကြီးကကြောင်းဟောကြောင်းမြတ်တွေပြင်းစီရီပထိုးပြည့်တွေကိုပြင်းခြေသုပ်တွေလူခါခါရလာကိုပါတိလာလည်းဆောင်းသိရေစက်တွေလူအပ်တွေလူစတဲ့ကိုမျိုးကိုသူခံရတဲ့အခါနောက်ထပ်တစ်ပတ်အသက်45နှစ်တည်းရှိခဲ့တယ်တဲ့နန်းသက်နှစ်သက်တမ်းမှာနန်းကြမဲ့ဘုရား45နှစ်တိုင်နောက်သက်တမ်းစိရိကနိုင်ရသံမိကာလတရားနေခဲ့ရတယ်အဲ့ဒါတွေကဘာလဲမေးကံတရားအားရရတယ်ကောင်းတဲ့ကုသိုလ်ကံကြီးနော်အကုသိုလ်ကံတတ္တိတွေဘယ်တော့ပဲရှိနေ냐တော့ကုသိုလ်ကံတတ္တိတခါတည်း
ကြီးပြီးသွားတာတခါတည်းကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးညာတော့တယ်တတ္တိကံကြီးကုန်ခန်းသွားတဲ့အခါမှာဘလို့မှတင်လို့မရတော့ဘူးခဏလေးကအဲဒီကတည်းရှင်းရှင်းပဲကြိုလိုက်တယ်ပေါ့မနေ့ပဲကြိုညနေဒေတာနဲ့ညနေသွားကြိုလိုက်နောက်दिनညဘုန်းကြီးကိုလာပြန်လာပြီးမြညာသူကမပြောဘူးအိမ်လဲတော့ဟေလူနာပဲမလေးဘုံပြန်မနေ့ကပဲပြစ်လိုက်ရအဲ့ဒါမှမြေချပြီးပေါ့ဟာငါတီးပြီးမှငါဘာလို့လာပင်တာလဲဟာဘုံမကြွဘူးဆိုတာသိလို့ပါဗျာဖေကဒီလိုမှားခဲ့တယ်ဗျာလောကမှာကံရဲ့စမ်းကြယ်ကိုပြောတာနော်စမ်းကြယ်ပုံလေးတွေဒီပုဂ္ဂိုလ်တရားမှပြုပြင်လို့မရနိုင်လို့ကံတရားတွေကလောကမှာအကောင်းချစ်ကြီးပဲဗျာဘာမှနေချင်းညာကြီးရှိလို့ပြည့်စည်သွားကြဒါကြောင့်မို့လို့ဘဝဆိုတာတရားဓမ္မတွေကြော်စရာလားကြောက်စရာလားဉာဏ်မျိုးလုံးနဲ့တက်ကြည့်လို့ရှိတခဏလေးပါဟုတ်တယ်နော်ဘုန်းကြီးတို့ရောတရားဓမ္မများရောဘယ်နည်းမှာဘယ်ယောဂလာနှိမ့်ဆက်မယ်ဆိုတာကျူတင်သိနိုင်သလားမသိနိုင်ဘူးကျူတင်မသိနိုင်တဲ့တွေ့တာကြောင့်ကောင်းတာမှန်တယ်ညတ်တွေကျူတင်ပြုလုပ်ထားရမယ်နားလည်ပြီနော်ကျူတင်ပြီးတော့ကုသိုလ်မှန်တယ်ညတ်တွေကိုပြုလုပ်ထားမကောင်းမှုအကုသိုလ်မှန်တယ်ညတ်တွေကျူတင်ပြီးတော့ဆောင်ကျင်ထားမကောင်းတာမှန်တယ်ညတ်ကိုဆောင်ကျင်ပြီးကောင်းတာမှန်တယ်ညတ်တွေပြုလုပ်ထားသောပုဂ္ဂိုလ်မှန်တယ်ညတ်တို့တွေတည်မြဲနဲ့ရင်ဆိုင်လာခဲ့ပြီးရှိတော့မဲမာလားပြုံးမာလားပြုံးနိုင်တယ်ဘာဖြစ်လို့ပြုံးနိုင်တာလဲမေးပါရှိလို့ကုသိုလ်ကောင်းမှုတွေရှိနေတယ်ဟုတ်တယ်နော်ဒါနကုသိုလ်သီလကုသိုလ်ဝိပဿနာဆိုလို့ကုသိုလ်ကောင်းမှုရှိနေအဓိကကုသိုလ်ကတော့နောက်ဆုံးရှင်ကုသိုလ်ကတော့ဘာဝနာကုသိုလ်ဤယုတ်ဤနာဤခန္ဓာကိုယ်ကြီးပေါ်မှာအပ္ပမနာဆိုတမ္မာတတိမြင့်ခင်လေးကိုကိုင်ပြီးတော့အကဲခတ်ကြည့်နေရဩငါတို့ရရှိရတော့ဤယုတ်ဤနာဤခန္ဓာ၅ပါးယုတ်နာဓမ္မသင်္ခါရတရားတို့တကယ်မမြဲတဲ့ခန္ဓာကိုယ်ကြီးပါလားအန္တရာယ်ညောင်းများစွာတို့ဖြင့်အမြင့်မပြတ်စစ်ဆံပြီးနေတဲ့ခန္ဓာကိုယ်ကြီးပါလားညီညီလေးထိုင်လိုက်ပြီဆိုရင်ဟောနှိမ့်ဆက်ပြီးသူကတောင်းလိုက်တင်လိုက်ညောင်းလိုက်ညားလိုက်ကြိုက်လိုက်ခဲလိုက်ထုံလိုက်ကျင်လိုက်အမျိုးစုံယောဂဝိနေတယ်အခုတရားနာရတဲ့အချိန်လေးမှာခန္ဓာကိုယ်ညောင်းညာကြိုက်ခဲလာတယ်ခန္ဓာကိုယ်ကြီးကချမ်းသာတဲ့ကြောတာလားဆင်းရဲတဲ့ကြောနေသလားတရားဆိုတာဘယ်သူကပြလားခန္ဓာကပြတယ်အဲ့ဒီခန္ဓာကပြလာတော့အာယုံကလေးကိုဉာဏ်လေးနဲ့ကပ်ကပ်ပြီးကြည့်ဉာဏ်အသိလို့ဖြင့်ခန္ဓာအရှိကိုဉာဏ်အသိနဲ့ကပ်ကပ်ပြီးကြည့်အကဲကပ်ပြီးတော့စောင့်ကြည့်ပြီးရှိတော့အရှိကအာယုံတို့ကိုစက္ကမလအမြဲမပြတ်တရားစက်ပါဖြစ်နေနေဆက်ပြီးဖြစ်ပြီးပစ္စည်းနေတာပြလာဟုတ်တယ်နော်ခန္ဓာကဖောက်ပြန်လာပြီးဉာဏ်လေးပေါ်ပေါ်ထုံတာလေးပေါ်ပေါ်ကြိုက်ခဲတာလေးပေါ်ပေါ်ပေါ်လာတဲ့အာယုံလေးခန္ဓာကိုယ်ကြီးကတခါတည်းနေလို့ထိုင်လို့မရလောက်အောင်ဒီဝေဒနာတွေဖြစ်ဆက်လာတယ်နေလို့ညထိုင်လို့မှတကောလုံးပူချိန်ပြီးတော့မိပုံထဲမှာထိုင်နေရတယ်လို့ဖြစ်လာတယ်ခါတဲ့အောင့်နှလုံးလို့နေထိုင်မရအောင်ဖြစ်လာတယ်အဲ့ဒီချိန်မှာခန္ဓာကိုယ်ဆွာချစိတ်ကိုချောပြီးအဲ့ဒီပေါ်နေတဲ့နေရာလေးကိုစိတ်ကညှက်ကိုင်းပြီးကြည့်ခန္ဓာရဲ့ထင်ရှားသောနေရာလေးကိုသတိနဲ့ထောက်ပဲတက်ခတ်ပြီးကြည့်လှမ်းပြီးတော့ညှက်ကိုင်းပြီးကြည့်လိုက်ပြီးရှိတော့အဲ့ဒီဖောက်ပြန်မှုသဘောတတ်တို့ညီမနေပဲနဲ့စက္ကန့်နဲ့စက္ကန့်နဲ့ဖြစ်ပြီးပစ္စည်းနေတာလေးကိုတွေ့လာခန္ဓာကိုချောချစိတ်ကိုချောချမ်းသာသောအာရုံလေးပဲတမတ်ချင်းအထက်ခတ်ကြည့်ဩခန္ဓာကိုယ်ကြီးနှိမ့်ဆက်နေပါလားခန္ဓာကိုယ်မကောင်းတဲ့ခန္ဓာကိုယ်ကြီးကမကောင်းတာတွေကြနေပါပေါ်လားခက်အေးချမ်းသောစိတ်ကလေးကိုကြီးလေလေးမမှန်လေးရှူပဲအကဲခတ်ပြီးခန္ဓာဖြစ်စဉ်ရဲ့ပုံမှာညှက်ကိုင်းပြီးအကဲခတ်ပြီးစောင့်ကြည့်ပြီးရှိတော့အကြည့်ကံယုံနာဓမ္မသင်္ခါရရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာတို့စက္ကန့်လေးမှညီပြီးတော့မပြပဲစက္ကန့်နဲ့ဖြစ်တဲ့သဘောလေးပြအဲ့ဒီညံ့ပေါ်တဲ့နေရာလေးအထင်ရှားဆုံးနေရာလေးကိုသတိနဲ့ထောက်ပြီးလမ်းကြည့်ပြီးကြည့်တော့အချစ်ကံသဘောဒီစက္ကန့်မလားတစ်စက္ကန့်လေးမှညီမနေပဲနဲ့ဖြစ်ပြီးပစ္စည်းနေတာတွေ့လာဖြစ်ပြီးပစ္စည်းနေတာသဘောကဒုက္ခသစ္စာ
အဲ့ဒီဖြစ်ချင်းလက္ခဏာလေးကိုဉာဏ်ကညှို့တိုင်းပြီးတော့တွေးကြည့်နေတာလေးကမေဃသစ္စာဒုက္ခသစ္စာမှာမေဃသစ္စာတို့ဒုက္ခသစ္စာမှာမေဃသစ္စာတို့တဲ့တမချင်းညှို့တိုင်းပြီးတွေးပြီးနေမဆိုရင်မေဃသစ္စာရဲ့ဆွမ်းအားပြီးမိမိဘဝတစ်ခုလုံးအတွက်တန်ត្រာတစ်ချောင်းလုံးတဲ့အပယ်လေးပုံစကားပိတ်ပြီးလိမ့်မယ်မေဃဘာဝနာတတ်ဝိပဿနာဉာဏ်လေးကမဉ္ဉဏ်တို့ကျေးဇူးပြုသွားမယ်ဆိုရင်တန်တရားလို့ဘာတကားပိတ်သွားမယ်အပယ်တကားပိတ်ပြီးသုဂရိဘဝမှာနိဗ္ဗာန်စီတို့သုဂရိဘဝမှာနိဗ္ဗာန်စီကိုကျေးဇူးပြုသွားတာဘသူကပြုပေးတယ်လဲမင်းရင်ကိုကျင့်တဲ့တရားအသိကနားလည်ပြီနော်မိမိတဏ္ဍာထဲမှာဖြစ်ခဲ့တဲ့ကုသိုလ်အသိကုသိုလ်ကံတတ္တိလေးဝိပဿနာဉာဏ်တတ္တိလေးတရားအသိလေးအဲ့ဒီအသိဆွမ်းအားလေးကဘဝအပယ်လေးပုံရောက်ရှိနေအကုသိုလ်တရားကိုတားမြင်ပြီးတော့ဘယ်တော့မှမအိုမနာမသေးသောနိဗ္ဗာန်ဓာတ်စီကိုညှို့တိုင်းပြီးကြည့်လို့သွားမယ်။ဒါကြောင့်အသက်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်စီအသက်ငယ်တဲ့ပုဂ္ဂိုလ်ဖြစ်စီမကြီးမငယ်တဲ့ပုဂ္ဂိုလ်ဖြစ်စီမိပြီးပုဂ္ဂိုလ်မဆိုတရားဆိုတာတရားဓမ္မတို့ကြိုတင်ပြီးတော့ပြင်ဆင်ထားရပါမယ်။ဝိသခါတို့ခွန်နဲ့သမီးရွယ်မှာသောတာပန်တည်နေတဲ့နော်အသက်ငယ်ငယ်လေးတွေမှာဘုရားကိုကြောင်းသွားတရားနာရင်းနဲ့ဉာဏ်လေးပဲဒိဋ္ဌိဝိသေကင်းပြပြီးတော့သောတာပန်တည်ခဲ့တယ်။သာသမီသား10ယောက်သမီး10ယောက်မွေးခဲ့တယ်။နီးလေးရမျက်ရှိရမွေးခဲ့တယ်ရှိခဲ့တယ်။သာသနာတော်ထဲမှာဘဝအာမခံရင်ရပြီးတော့ချီးမြှောက်ထောက်ပံ့မယ်ဒီလုံသားခါမှာဘုံစင်ဆန်နဲ့ဘယ်တော့မှအပယ်လေးပုံမရောက်ဖေးပဲနဲ့သုဂတိဘဝမှာနိဗ္ဗာန်လမ်းတည်ခဲ့တယ်ဝိသခါတို့နာတမသတိတို့နော်ရှိရသူတော်ကောင်းကြီးတွေဟာမကောင်းတာမှန်တယ်ညောက်သူတင်ပြီးခြောင်ချားပြီးတော့ကောင်းတာမှန်တယ်ပြုလုပ်ပါဘဝမှာအလှဆုံးဖြစ်တဲ့နှလုံးသားကိုအလှဆင်တော်မူခဲ့ကြတယ်ဒီနေ့ဘုန်းကြီးတို့တရားဓမ္မများသာနာမှာလည်းပဲဒုက္ခနာကိုကြီးဟာဒီကနေ့ကျမ်းမာတွေညာတော်လဲနောက်တနေ့ဘာဖြစ်လာမလဲဆိုတာကြွေတင်မသိနိုင်ဘူးမသိနိုင်တဲ့အတွက်ဒါကြောင့်ကြိုတင်တင်ဉာဏ်ပြင်ဆင်ဟုတ်တယ်နော်ဘာကိုပြင်ဆင်ရမှာလဲမိစိတ်ဘာကိုပြင်ရမလဲစိတ်ဒီစိတ်ကလေးကိုဘယ်လိုအဆုံးမတရားဖြစ်ပြင်ဆင်ရမှာလဲမင်းဘုရားရှင်အဆုံးမနားလည်တယ်နော်မြတ်စွာဘုရားအဆုံးမတရားတော်တို့ဖြစ်စိတ်ကလေးကိုကမ္မထအာယုတို့အမြဲတမ်းညှို့တိုက်နိုင်အောင်ဤယုတ်ဤနာဤခန္ဓာရဲ့ဖြစ်စဉ်ကလေးကိုထိုးထွင်းဉာဏ်တို့ကိုမြင်နာနိုင်အောင်ဘာဖြစ်လို့လဲခန္ဓာမကောင်းဘူးလေသူရရှိတဲ့ခန္ဓာကိုယ်ကြီးဟာဘာဖြစ်နေလဲအမြဲတမ်းနှိမ့်ဆက်နေတယ်ဘာဖြစ်နေလဲနှိမ့်ဆက်နေတယ်ဒီနေ့ကျမ်းမာသလိုလိုနဲ့နောက်နေ့မကျမ်းမာဖြစ်လာပြီးတော့ခန္ဓာကိုယ်ထဲမှာယောဂဝိညာဉ်နဲ့ပြည့်နေညီညီလေးခံကြည့်ညီညီလေးခံကြည့်မှဉာဏ်လာပြီးခန္ဓာကိုယ်ကယောဂတွေပြလာဟိုကဖောက်ပြန်ဒီကဖောက်ပြန်ဟိုကနှိမ့်ဆက်ဒီကနဲ့ဖောက်ပြန်အဲ့ဒါယောဂတွေပဲတပည့်တော်ဘာယောဂမရှိဘူးမထင်နဲ့ခန္ဓာကိုယ်ထဲမှာယောဂတွေပြည့်နေပါတယ်ဉာဏ်လေးနဲ့စောင့်မကြည့်လို့တာလည်းယောဂမရှိယောဂရှိနေမှမသိတာနော်ခန္ဓာတစ်ခုလုံးမှာဘာတွေပြည့်နေလဲယောဂဝေဒနာတွေပြည့်နေပါလေအဲ့ဒီတော့မိမိတဏ္ဍာထဲမှာဒီလိုဆင်းရဲခြင်းဒုက္ခဝေဒနာမြောက်များစွာတို့ရင်ဆိုင်မိနေရတော့ဤခန္ဓာကိုယ်ကြီးကိုဒီဒုက္ခအဆုံးကိုသိအောင်ဒုက္ခအဆုံးကိုဉာဏ်ထဲမှာမြင်လာအောင်သတိပဋ္ဌာန်နေရာလက်ကင်ထားပြီးတော့ထိုင်တဲ့အခါတတိနေရာထဲမှာတတိတို့ဖြင့်စောင့်ကြည့်ပါများလို့ရှိရင်စိတ်ဟာဘာဖြစ်လာလဲငြိမ်းချမ်းလာတယ်လောကဓာတ်မုံနှမ်းကြီးတိုက်ဆိုင်နေညာတော့လည်းပဲပြုံးမှုနဲ့သိခံတယ်ဟောဖြစ်မှာပေါ့ခန္ဓာကယောဂကြီးတကုတ်တိုင်းနေဝင်လာဟောဖြစ်မှာပေါ့ခန္ဓာကပင်ကိုယောဂရှိတာပဲယောဂဆိုတော့ယုတ်တရားရဲ့အမည်ပဲယုတ်တရားရဟန်းတဲ့နည်းကစပြီးယောဂရနေတာပဲပေါ်ပါပေါ်အချိန်မပြတ်မကြသေးလို့ယောဂတင်းလို့တွေ့ရတာအချိန်ကြရင်သူကအကျိုးပေးတော့မှာပဲအဲ့ဒါလို့သူတင်ပြီးတော့
မမျော်လင့်မဲနဲ့ယောဂဝေဒနာတစ်ခုလောကဓာတ်ကြီးတစ်ခုနဲ့တိုက်ဆင်လာပြီးရှိတော့ကြိုတင်ပြီးတော့စိတ်ကမ္မထအာယုံတို့ရဲ့တွေးထိထားတဲ့ပုဂ္ဂိုလ်တရားအသိတို့ရဲ့တွေးထိထားညာတဲ့ပုဂ္ဂိုလ်တို့ဒီအဲ့ဒီရှိမှဆက်ဆိုရင်ခန္ဓာကိုယ်ကြီးဘေးအန္တရာယ်နဲ့ရင်ဆိုင်ပြီးကိုမကောင်းတဲ့ခန္ဓာကိုယ်ရမကောင်းတာပြလာပြီးကိုငြင်းငြင်းလေးပြုံးပြီးတော့အဲ့ဒီဖြစ်ပေါ်လာတဲ့ခန္ဓာရဲ့ဖြစ်စဉ်လေးတတိဝိရိယဉာဏ်လေးရှင်ခဲ့ပြီးစောင့်ကြည့်ရင်နဲ့နေသွားမယ်နောက်ဆုံးသိရင်တော့မှတရားဓမ္မတွေဘယ်တော့မှမကောင်းသောသိခြင်းဖြစ်ဘူးကောင်းသောသိခြင်းပဲအသက်ကြီးကြီးအသက်ငယ်ငယ်နော်ဒါကြောင့်မို့လို့ကြိုတင်ပြီးပါလို့ရမယ်ပြင်ဆင်ရပါမယ်ဘာဖြစ်လို့တော့လို့မေးခန္ဓာကိုယ်ကြီးဟာကောင်းတဲ့ခန္ဓာလားမကောင်းတဲ့ခန္ဓာကိုယ်ကြီးလားဘုရားပြောတဲ့စကားလုံးပြန်ကောက်ခန္ဓာတမန်ဗျာနတ္တိခန္ဓာဟာဘာတွေများနေပါလိဘေးအန္တရာယ်ဟုတ်တယ်နော်ဒီခန္ဓာကိုယ်ကြီးကအိုဘေးတွေသိထားနေတယ်တရက်ပြီးတရက်ဒုက္ခနာကြီးကအိုလာနေတယ်တရက်ကုံသွားပြီဒီနေ့တရက်အိုသွားပြီတရက်လူလောကမှာတရက်နေရမယ်တရက်ဟာပုံဆုံးကြံလိုက်ပြီတလကုံသွားပြီတလဟာနေရမယ်တလကုံဆုံးသွားပြီသိမင်းထံကိုတရက်နေသွားပြီညာနဲ့စဉ်းစားလို့ရှိတရားဓမ္မတို့တဏှာကြီးကုံရငါးယုံနာသေရန်တဏှာကြီးနီးလာပြီတဏှာကြီးကုံသွားလို့တဏှာကြီးနီးလာတယ်တဖြည်းဖြည်းနီးလာတယ်ဘယ်သူနဲ့နီးလာလဲမင်းသိမင်းကြသိခြင်းတရားနဲ့နီးလာတယ်ချိန်မှများတော့အိုလာနေတယ်နာယံလေးမြဲတဲ့များလာနေတယ်နောက်ဆုံးသိမင်းလက်ထက်မှာဒုထောက်လက်ထောက်ရအောင်မယ်ကဲလောကကြီးမှာတတိမင်းလျော်ပြီးတော့နေမင်းနေရနေတဲ့ပုဂ္ဂိုလ်များရဲ့အတွက်တဏှာလမ်းကြီးပြီးကြော်เสียလားကြောက်เสียလားဒါကြောင့်တတိတရားလက်ခံထားပြီးတော့သို့တော်ကောင်းများပုဂ္ဂိုလ်ကိုစောင့်ရှောက်နိုင်ကြပါစေနှလုံးသွင်းဆင်ញင်ပြီးတော့ခန္ဓာ၅ပါးဒုက္ခသစ္စာပိုင်းခြားမြင်နိုင်ကြပါစေဤယုတ်ဤနဲ့ဤခန္ဓာကိုယ်ကြီးရဲ့အမြင့်မမဲ့တရားကြဖြစ်ပြီးတည်းဒုက္ခသစ္စာစိမ်းမှများသွားမြင်လို့သမုဒယသစ္စာအပယ်လေးပုံရောက်တဲ့သမုဒယသစ္စာပဲမေဃသစ္စာပွားများလို့ဒီရောဓသစ္စာနေပင်ကိုကြီးစုကိုမျက်မှောက်ပြုနိုင်ကြပါစေလို့မေတ္တာပို့ရင်းကဲလက်အိုရှိသာယထဘိကဝေမပမာဒထယေဇဝိပရိသရိနောမဥဝတအယံဝအမကံအနုတသနိဘိကဝေဩနာတိဒုက္ခဗိမလောကင်းလုံးညာအိုရှိတရှိတမိအပေါင်းတို့ဇာယထအာထုတ်ကြကုန်လောဇာယထအာရမဏုပဇံလက္ခဏုပဇံဤသောဇဏ္ဍပါတုဝေလက္ခဏုပဇံဤဟူသောဝိပဿနာတရားအာယုန်၏တိုးပွားအောင်ကြိုးစားကြကုန်လောမဟာပမာတတမိလျောပေါ်စာပြီးတော့မနေကြပါကုန်လေမဟာပမာတထသာယသမီးစီဝါရေးနိုင်ငံရေးလူမျိုးရေးတွေနဲ့ချိန်ကုန်ပြီးတော့မနေကြပါကုန်လေသစ္စာတရားညာဆောင်လဲလျောင်းတဲ့အခါကြတော့မှဝိပရိသာရိနောနှလုံးမသားရခြင်းတို့သည်မဟုတ်ဝတ္တမဖြစ်ကြပါကုန်လေဝေါဓမကံသင်ရှိတာချင်းပေါသူရာကောင်းတို့အားမိယာမကံကဘုရားရှင်တို့သည်အနုတသနီကောင်းစွာမှန်သည်ဩဝါဒပေးတော်မူခဲ့ပါပေတည်းအဲကောင်းမှုများလို့ကောင်းအောင်ကြိုး၍ကောင်းကျိုးကိုနဲ့တည်နိုင်ကြပါစေလို့တလောကလုံးကိုမေတ္တာလွန်မှုပြီးတော့ကုသိုလ်ကောင်းမှုကိုဖြတ်ပြီးကြမယ်အထေယမှာညာတရဝါချမ်းသာကိုယ်စိတ်ငြိမ်ကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလည်းငင်းချမ်းသာကြပါစေအောက်အယမှာမြာတရဝါချမ်းသာကိုယ်စိတ်ငြိမ်ကြပါစေအန္တရာယ်ကင်းဘေးတွေရှင်းလည်းငင်းချမ်းသာကြပါစေနန္ဒစကြာဝလာမြာတရဝါချမ်းသာကိုယ်စိတ်ငြိမ်ကြပါစေ
အန္တရာယ်ကင်းဘေးတွေရှိလည်းငင်းချမ်းသာကြပါစေတရားဟောတရားနာမြတ်တော်ဝါချမ်းသာကိုယ်စိတ်ငြိမ်ကြပါစေအန္တရာယ်ကင်းဘေးတွေရှိလည်းငင်းချမ်းသာကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာကျမ်းမာကြပါစေကိုယ်စိတ်နှဖျားဘေးရန်ကွာချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံးရှင်ကြုံကြပါစေမေတ္တာယံသူဒေါသမူအဘုကင်းပါစေမေတ္တာရည်ခြင်းကိုယ်စီဖြင့်အေးချမ်းကြပါစေခန္ဒီနှလုံးကိုယ်စီသုံးရှင်ကြုံကြပါစေဒုမေတ္တာစွမ်းငဘာလွန်အေးချမ်းကြပါစေဒုမေတ္တာစွမ်းငဘာလွန်ငြိမ်းချမ်းကြပါစေ